Namo Tata Namo Tassa Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa အားလုံးပဲမင်္ဂလာပါဦးဇင်းတို့မင်္ဂလာပါဗျာဒီကနေ့ဆိုရင်မင်္ဂလာပါဗျာတတိယပတ်မြောက်ဖြစ်သွားရင်နော်မဒုတိယတတိယပတ်ရဲ့နံပါတ်9ရေမြောက်နေ့ဖြစ်သွားပါအဲ့တော့ဒီနေ့တင်တဲ့လေ့လာမယ့်တရားတော်ကကြတော့စိတ်အငြင်းကြီးမြောက်ဖယ်ရှားခြင်းအပိုင်းနေပေါ့နော်ဒုတိယပိုင်းဦးဇင်းတို့မနေ့ကတဝက်ပြီးသွားပြီပေါ့မှန်ပါအဲ့တော့ဒီတရားဒီနံပါတ်3ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိကုမဆိုရင်နံပါတ်5နဲ့နံပါတ်6မှာပြီးပါလိမ့်မယ်နော်နံပါတ်5နဲ့နံပါတ်6မိကုဒီအခြားတရားတွေကနေတော့စဉ်းစားစရာမလိုဘူးဒီတရားထက်အနေနဲ့စဉ်းစားမှာပေါ့နော်အဲ့တော့မနေ့ကပြီးခဲ့တဲ့စိတ်ငြိမ်းကြီးတွေဆက်စားဖို့အတွက်နော်အမှန်တရားကိုသိရမယ်ပြီးရင်ဘုရားရှင်ရဲ့ဝါဒဆိုတာယုတ်တိတက်တဲ့ဝါဒမဟုတ်ဘူးနာကြီးတက်တဲ့ဟောထားတဲ့ဝါဒမဟုတ်ဘူးယုံနဲ့တစ်ပါးကိုဟောထားတဲ့ဝါဒဖြစ်တယ်နော်အမှန်ကိုပေါ်ပြသောဝါဒလက်ရှိအရှိတရားကိုညွှန်ပြသောဝါဒဖြစ်တယ်ပေါ့နော်အဲ့တော့အမှန်တရားကိုသိအောင်ကြိုးစားရမယ်အမှန်မသိလို့ဒုက္ခတွေနဲ့တန်တရားမှာလည်နေကြတယ်ပေါ့အဲ့တော့အမှန်တရားကိုသိအောင်ဝိဇ္ဇာဉာဏ်ဖြစ်အောင်တတိတံပဇိညာဆိုတဲ့ပညာနဲ့တတိနဲ့ပညာဥပြီးရင်ဦးဇင်းတို့ကယုံနဲ့ဓမ္မတို့ရဲ့သဘာဝတွေကိုစောင့်ကြည့်ရမှာပေါ့နော်အဲ့တော့အဲ့ဒါဝိဇ္ဇာဆိုတဲ့ပညာထားမှာပေါ့နော်အဲ့တော့အမှန်ကိုသိအောင်လုပ်မယ်အဲ့တော့ဘယ်လိုလုပ်မလဲကမ္မထအထုတ်ခြင်းနော်ကမ္မထအထုတ်ရမှာပေါ့အဲ့တော့စိတ်မှာကမ္မထအထုတ်မဲ့ပုံကိုယ်ရာလည်းပဲဘာဖြစ်လဲမိမိရဲ့တတ်တယ်မှာအညစ်အကြေးတွေကင်းဖို့အရေးကြီးတယ်ပေါ့နော်စိတ်ညစ်ကြေးတွေကင်းမှသာလျှင်ကိုယ့်ရဲ့တန်တန်မှာဖြစ်နေတဲ့နော်အညစ်အကြေးတွေကိုကိုယ်ကရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမြင်နိုင်မယ်နော်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ထားမယ်ကြည့်မို့မှန်မှာဖြူစင်တယ်ဆိုရင်နော်ကိုယ့်ရဲ့စိတ်လို့စိတ်ရလည်းပဲကြည့်မို့ပြင်လို့မှန်သားမှန်ပြင်လို့မျိုးဖြူစင်နေမယ်ဆိုရင်ကိုယ့်ရဲ့ပုံရိပ်ကိုနေစောစောမြင်ရတယ်လို့မျိုးပဲပေါ့နော်ကိုယ့်ရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ရှိတရားတွေကိုမြင်လို့ရဆိုရင်လည်းပဲကိုယ့်ရဲ့စိတ်ကိုဖြူဖြူစင်စင်ဖြစ်အောင်လုပ်ရမှာပေါ့အဲ့တော့စိတ်ကိုဖြူစင်အောင်အတွက်ဘယ်လိုလုပ်မလဲအခြေခံကျင့်စဉ်6ခုမနေ့ကတွားခဲ့တယ်ပေါ့နော်အဲ့ဒီအခြေခံကျင့်စဉ်ကဘာလဲမဟာအတ္တပူရ3ကိုပေါ်ခဲ့တယ်အဲ့ဒီမှာအတ္တပူရ3မှာဟိရိဩတ္တပနော်ပိသုဒ္ဓကာယသမစာရပိသုဒ္ဓဝစီသမစာရပိသုဒ္ဓမနောသမစာရပြီးတော့ပိသုဒ္ဓအာဇီဝပြီးရင်ဣတိယတုဂုတ်တာဒွါရပြီးတော့မနောဘောဇနိမတ္တိညုတာနောက်ကကျတော့ဇာဂရိယအနုယောဂဆိုတဲ့အဲ့ဒီအချက်စစ်ချေပေါ့နော်အဲ့ဒီစစ်ပါးကိုအခြေခံကျင့်စဉ်10မျိုးကိုကြည့်သုံးခြင်းအဖြစ်မိရိုတန်တန်မှာရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြရမယ်နော်အဲ့ဒါမနေ့ကပြီးခဲ့ပြီပေါ့အဲ့တော့ဒီကနေ့ဦးဇင်းတို့ဆက်သွားမှာကစိတ်ရဲ့အညစ်အကြေးညူဝရဏတရား5ပါးဦးဇင်းတို့နော်ပုရုဇဉ်ရဲ့တန်တန်မှာရှိတဲ့ညူဝရဏတရား5ပါးရှိတယ်ပေါ့နော်အဲ့ဒါကိုမြန်မာလိုအဖြစ်ဆိုရင်တော့ဒီကနော်အညစ်အကြေးညူဝရဏတရား5ပါးရှိတယ်ညူဝရဏဆိုတာဘာလဲစိတ်ကိုညှဉ်းနှွမ်းစေတတ်တယ်ပူပန်စေတတ်တယ်နှိပ်စက်တတ်တဲ့တရားနော်ညူဝရဏဆိုတာပြီးတော့ဒါတော့ပဲလားဆိုတော့မဟုတ်သေးဘူးပညာကိုလည်းပဲအပြော့မေးမိတ်စေတတ်သောတရားဒါဆိုရင်ညူဝရဏဆိုတာဘာလဲအဲ့လိုမေးမယ်ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်ပူပန်စေတတ်နှိပ်စက်တတ်သောတရားပညာကိုအပြော့မေးမိတ်စေတတ်သောတရားကိုညူဝရဏလို့ခေါ်ပါတယ်ဟုတ်တယ်နော်ညူဝရဏနော်ပါဠိလိုဆိုရင်စေတသောဥပေက္ခိလေတိအဲ့ဒီတရားအမျက်ပါတယ်ညူဝရဏအမျက်ပါမယ်
နောက်ထပ် level တွေမှာလည်းပါလာအောင်ပါစေတသောဥပိ္ပကိလေသေပညာယဒုပ္ပတိကရဏနော်ပညာကိုအားပြော့သွားစေတယ်စိတ်ကိုညှဉ်းနှွမ်းအောင်ပြုတတ်တယ်စိတ်ကညှဉ်းနှွမ်းသွားပြီဆိုရင်အသိပညာတွေဘာမှကိုယ်မှရမှာမဟုတ်တော့ဘူးပညာတွေမေးမိသွားမှာပေါ့နော်အဲ့တော့ဒါဒီနိဝရဏဒါဆိုရင်နိဝရဏအဓိပ္ပာယ်သိပြီနိဝရဏဘယ်နှမျိုးရှိလဲနိဝရဏဘယ်နှမျိုးလဲ5 မျိုး 5မျိုးနော်5မျိုးကဲအဲ့ဒါလေးကိုမိုက်တော်မိမိဖတ်ပါဦးကာမိဆန္ဒနိဝရဏဟုတ်ပြီကာမိဆန္ဒနိဝရဏကာမဟုသောလိုချင်စရာပုဂ္ဂိုလ်တ attva ဝိထုအာယုံများကိုလိုလားနှစ်သက်တတ်သောတဏှာလောဘအဘိဇ္ဇာဗျာပါဒနိဝရဏမနစ်သက်ဖွယ်ပုဂ္ဂိုလ်တ attva အာယုံများအပေါ်မလိုလားမနစ်သက်ခတ်ထန်ကြမ်းတမ်းခြင်းတဘောဒေါသဆက်ဆိုရမလားဖေ။ခိနာမိတ်တာနိဝေနစိတ်အစဉ်ထိုင်းမိုင်းလေးလံငိုင်းမိခြင်းသဘောဥဒိစာကုတ်ကုတ်စာနိဝေနစိတ်ပြန်လွင်ခြင်းနောင်တတဖန်ပူပန်ခြင်းသဘောဝိစီကိစ္စနိဝေနယတနာမြတ်3ပါးကံကံ၏အကျိုးတို့နှင့်ပတ်သက်၍ယုံမတန်တရားဖြစ်ခြင်းသဘောဟုတ်ပြီအဲ့တော့နိဝရဏ5မျိုးပေါ့နော်နိဝရဏတရား5ပါးရှိတယ်ပေါ့ကာမိဆန္ဒနိဝရဏဗျာပါဒနိဝရဏချိနာမိတ်တာနိဝရဏဥဒိစ္စကုတ်ကုတ်စနိဝရဏဝိစီကိစ္စနိဝရဏကာဗျာထိမိဥနော်ဥကူဝိအတူမှတ်မယ်ဆိုရင်ကာဗျာထိဝိဥကူဝိမောထိနိဝရဏဆိုဦးဇင်းတို့နိဝရဏအဘိဓမ္မာမှာ6ပါးဟောတဲ့နေရာရှိတယ်နော်နိဝရဏကို5ပါးဟောတဲ့နေရာရှိသလို6ပါးဟောတဲ့နေရာလည်းရှိတယ်ပေါ့နော်ဒါဆိုရင်ဦးဇင်းတို့က6ပါးလို့ပြောရင်မားတယ်လို့သွားမပြောရင်နော်6ပါးဆိုတဲ့ဟောထားတဲ့နေရာလည်းရှိတယ်ပေါ့နော်အဲ့တော့ကာဗျာထိမိကာဗျာထိမိဥကုဝိကာဗျာထိမိဥကုဝိနောက်တစ်ခုကမောဟနိဝရဏဆိုတာရှိတယ်မောဟနိဝရဏအဝိကာဗျာထိမိဥကုဝိမောထိနိဝရဏအဝိဇ္ဇာနိဝရဏဆိုတာတစ်ခုရှိတယ်ဒါပေမဲ့ဒီမှာတော့ဒီတုတ်တံမှာ5မျိုးပဲဟောထားတာပေါ့နော်ဒါကြောင့်မလို့5မျိုးပဲမှတ်ထားပါကာဗျာထိမိဥကုဝိမော5ရှိနိဝရဏအဲ့လိုမှတ်လိုက်ပေါ့5ရှိနိဝရဏနော်နိဝရဏဝါလို့မဖတ်ဘူးနော်တော့ကြာနိဝရဏလို့မှာပြီးမရေးနဲ့နော်နိဝရဏပေါ့နော်နိဝရဏဘာနာကြည့်အောင်ပါအာဗျာတိမိဥကုဝိမောထိနိဝရဏနော်မောထိနိဝရဏဟုတ်ပြီနော်ဒါဆိုရင်ကာဗျာတိမိဥကုဝိ5ရှိနိဝရဏ5ခုရှိတယ်ပေါ့နော်နိဝရဏတရား5ခုရှိတယ်ကာဆိုတာကာမေသန္တာနိဝရဏလိုချင်စရာအာယုတွေနော်ကာမဟုဆိုတော့လိုချင်စရာပုဂ္ဂိုလ်တ attva အာယုများကိုပစ္စည်းဝတ္ထုပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တ attva ဖြစ်ဖြစ်ပေါ့နော်လိုချင်စရာအာယုတွေကိုလိုလားနေတဲ့လောဘနော်အဲ့ဒါကိုကာမေသန္တာနိဝရဏလို့ခေါ်တယ်နော်တရားကိုအဖြစ်အဘိဇ္ဇာကိုရတယ်ပေါ့နော်သူများလိုချင်တာနော်အဘိဇ္ဇာလောဘလည်းရတယ်ပေါ့နော်အဲ့တော့ကာမိသန္တာနိဝရဏဆိုတာကာမဂုဏ်အာယုတွေနော်ကာမဂုဏ်ဆိုတာမြင်သမျှကြားသမျှစားသမျှနာသမျှထိသမျှအဲ့ဒါတွေကိုအလုံးလိုချင်နေတာနော်ကာမဂုဏ်တစ်ခုတည်းပြောတာမဟုတ်ကာမဂုဏ်5ပါးရှိရနော်အဲ့ဒီ5ခုလုံးအပေါ်မှာလိုချင်တဲ့တမ်းမဲ့မှုလောဘသည်ဒါကိုဘာလို့ခေါ်လဲကာမေသန္တာနိဝရဏလို့ခေါ်တယ်နော်ကာမေသန္တာကာမနော်ကာမနဲ့အစ္ဆန္ဒပေါ့နော်ကာမနဲ့ဆန္ဒပေါ့နော်အဲ့တော့ဒါဆိုရင်ကာမဂုဏ်အာယုံ၅ပါးကိုလိုချင်တာကကာမိဆန္ဒမလိုချင်ဘူးဆက်ကြည့်တဲ့သဘောမနစ်သိဘူးဒါတွေ့တဲ့အာယုတို့နစ်သိစရာမရှိဘူးမနစ်သိတဲ့အာယုတွေပေါ်မှာဒါခစ်ထန်တယ်နော်တွေ့ရတဲ့အခါကျရင်မလိုလားဘူးအဲ့ဒါတွေကြတော့ဆက်ကြည့်ဖြစ်သွားတယ်ဒါကြတော့ဒေါသနော်ဗျာပါဒပေါ့တနည်းအားဖြင့်ဆိုရင်ဗျာပါဒနိဝရဏလိုချင်တာကလောဘနော်ကာမိဆန္ဒနိဝရဏမနစ်သိဖွယ်အာယုတွေကိုတွေ့တဲ့အခါကျတော့စိတ်ထဲမှာမလိုလားတဲ့သဘောတွေမနစ်သိတဲ့သဘောတွေခစ်ထန်ကြမ်းထမ်းတဲ့သဘောတွေဖြစ်လာတယ်
အဲ့ဒါဒီဒေါသနဲ့ရှင်တဲ့ဗျာပါဒနိဝရဏနော်ဒါဆိုနံပါတ်2ကဗျာပါဒနိဝရဏကာဗျာနောက်ကထိမိထိနာဆိုတဲ့စေတသိက်ကတစ်လုံးမိတ်တာဆိုတဲ့စေတသိက်တစ်လုံးနှလုံးပေါင်းထားတာနော်ထိနာနဲ့မိတ်တာနဲ့အဲ့တော့ထိနာမိတ်တာနိဝရဏဒါဒီတစ်ခုတည်းနိဝရဏအဖြစ်ဆိုတစ်ခုတည်းစိတ်တွေထိုင်းမိုင်းတယ်လေးလံတယ်နော်စိတ်တွေထိုင်းမိုင်းလေးလံတယ်ငိုက်တယ်အဲ့ငိုက်တဲ့သဘောတွေဒါဆိုအဲ့ချင်တဲ့ပုံကိုယ်တွေဆိုရင်ထိနာမိတ်တာများတယ်လို့ပြောတာပေါ့နော်အဲ့ငိုက်တဲ့ပုံကိုယ်တွေကထိနာမိတ်တာကြီးများလိုက်တာအဲ့လိုပြောကြတယ်မလားအဲ့တော့စိတ်တွေထိုင်းမိုင်းပြီးတော့လေးလံနေတာစိတ်စိတ်တွေပေါ့နော်ထိုင်းမိုင်းလေးလံနေတယ်ပြီးတော့ငိုက်မြင်းနေတဲ့သဘောကိုဘာလို့ခေါ်လဲထိနာမိတ်တာနိဝရဏလို့ခေါ်တယ်နော်ပြီးတဲ့အခါနံပါတ်4ကကြတော့ဥကုဆိုတာကဥဒိစ္စကိုပြောတာဥဒိစ္စဆိုတာစိတ်ပြန်လွှဲတာတခုချင်းစီရဲ့အဓိပ္ပာယ်ရှိရနော်ဥဆိုတာကဥဒိစ္စဆိုတာစိတ်ပြန်လွှဲတာကုတ်စဆိုတာကနောက်ဒတဖန်ပူပန်တာနော်နောက်ဒတဖန်ပူပန်တယ်ဆိုတာကမလုံသေးတဲ့အောက်ကုသိုလ်တွေကိုလုံလိုက်ပြီလို့နောက်ဒရတာပြီးရင်လုံသေးတဲ့အရာကိုမလုံမိလို့ငါလုံလိုက်မလုံလိုက်ရမလုံမိလိုက်လေချင်းဆိုပြီးတော့အချိန်လောမှနောက်ဒရတာပေါ့နော်လုံသေးတဲ့ကုသိုလ်ကိုကြတော့မလုံမိလို့နောက်ဒရတယ်မလုံသေးတဲ့အောက်ကုသိုလ်ကိုကြတော့လုံမိလို့နောက်ဒရတယ်အဲ့ဒါဒီကုတ်စနော်နောက်ဒတဖန်ပူပန်တာဒါဆိုရင်ဥဒိစ္စကုတ်စနိဝရဏဆိုတာကစိတ်ပြန်လွှဲတာနောက်ဒတဖန်ပူပန်တာဒီဥဒိစ္စကုတ်စနိဝရဏနော်ဒါဆိုရင်စိတ်ပြန်လွှဲပြီးတော့ယူနေတဲ့ပုံကူမှာဖြစ်တဲ့နိဝရဏဆိုရင်ဒီဥဒိစ္စကုတ်စနိဝရဏနော်ယူတဲ့ပုံကူဆိုဥဒိစ္စလို့ပြောတာနော်ဥဒိစ္စအဲ့တော့စိတ်ပြန်လွှဲတဲ့သဘောဆိုရင်ဥဒိစ္စနော်ဒါကြောင့်မလို့ဥဒိစ္စကုတ်စနိဝရဏဆိုတာစိတ်ပြန်လွှဲခြင်းနောက်ဒတဖန်ပူပန်ခြင်းသဘောနော်ဒါလေးမှတ်ထားမယ်နံပါတ်5ကြတော့ဗာလဲဆိုရင်ဝီစီကိစ္စနိဝရဏဝီစီကိစ္စနိဝရဏဆိုတာကအလွယ်ပြောမယ်ဆိုရင်ဝီစီကိစ္စဖြစ်တယ်ဆိုယုံမတ္တရားဖြစ်တာဘာဖြစ်တာလဲယုံမတ္တရားဖြစ်တာဘယ်ပုံမှာယုံမတ္တရားဖြစ်တာလဲတရားတန်ခါဆိုတဲ့ယနာမြတ်3ပါးရဲ့အပေါ်နော်ပြီးတဲ့အခါကံရဲ့အကျိုးတရားအပေါ်ကံနဲ့ပတ်သက်ပြီးတော့ကံရဲ့အကျိုးနဲ့ပတ်သက်ပြီးတော့ယုံမတ္တရားဖြစ်တာ5နေရာရှိတယ်ပေါ့ယနာ3ပါးတရားတန်ခါပြီးတော့ကံရဲ့ပတ်သက်ပြီးတော့ယုံမတ္တရားနောက်တစ်ခုကကျတော့ကံရဲ့အကျိုးတရားနော်အဲ့ဒီ5မျိုးပုံမှာယုံမတ္တရားဖြစ်တာကိုဝီစီကိစ္စနိဝရဏလို့ခေါ်တယ်ဒါဆိုရင်နိဝရဏတရား5မျိုးပြီးပြီနော်နိဝရဏ5မျိုးနိဝရဏရဲ့အဓိပ္ပာယ်သိရမှာကနံပါတ်1သိရမှာနိဝရဏအဓိပ္ပာယ်သိရမယ်ပြီးတဲ့အခါနိဝရဏ5မျိုးရဲ့တယုတ်နော်ဒါအဲ့ဒီ5မျိုးရဲ့တယုတ်ကိုပါဠိရောမြန်မာရောသိအောင်ပြထားမှာပေါ့နော်အဲ့ဒါရသိတဲ့သဘောနော်ရသိတယ်ပေါ့ဒါအမြင်မေးတယ်ပေါ့နော်ကာမိဆန္ဒနိဝရဏနဲ့ဗျာပါဒနိဝရဏတို့ရဲ့အဓိပ္ပာယ်အဲ့လိုတွေလည်းမေးတယ်နိဝရဏရဲ့အဓိပ္ပာယ်ဒီလိုနော်ဒါဆိုရင်ဒါစိတ်အညစ်အကြေး5မျိုးကိုဦးဇေရောဒီမှာသိသွားပြီနော်ကဲဒါဆိုဖယ်ရှားနည်းအညစ်အကြေးသိပြီဆိုရင်အဲ့ဒီနိဝရဏတရားတွေအမိတဏ္ဍာမှာရောက်လာပြီဆိုရင်ဘယ်လိုဖယ်ရှားမလဲတစ်ခုချင်းစီမှာနီလန်းလေးတွေရှိတယ်ပေါ့နော်ကဲအဲ့တော့နံပါတ်ဒီမှာ1ကာမိဆန္ဒနိဝရဏဆိုတဲ့အဘိဇ္ဇာလောဘကိုတဲ့နော်သူကဥပမာပေးတယ်ပြီးရင်အဲ့ဒါကိုဘယ်လိုဖယ်ရှားမလဲပေါ့ဒါတွေကိုဒီဘက်ကဖယ်ရှားနည်းတွေဟောတယ်ပေါ့နော်ပြောပြထားတယ်အဲ့တော့မိုက်တော်လေးခင်ဖတ်ပါဦးဘာနဲ့တူတာလဲကာမိဆန္ဒနိဝရဏဆိုတာဘာနဲ့တူအတပိတ်ထားတယ်နော်ဒါပဲဆရာ ကာမိသနာနိဝေဒရာဘိဇာလောဘဥပမာအကျွေးနဲ့တူသည်အကျွေးယူထားသောလူတစ်ယောက်သည်အကျွေးပြန်မဆန်းနိုင်သည့်အခါကျွေးရှိကျင်းတဲ့စီရန်လှုပ်ဆောင်ပေးနေရပြီးကျွေးရှိနေသမျှစိတ်မအေးရတကဲ့သို့ကာမိသနာရှိနေလေလောဘအလိုကြလှုပ်ဆောင်ပေးနေရပြီးရာကိုအရှုံးပေးနေရသည်နံပါတ်2လုပ်ငန်းများအောင်မြင်၍ကျွေးကုန်အောင်စနိုင်ပြီး
ကျွေးမရှိသောအခါလက်မထောင်နိုင်တဲ့ကဲ့သို့ကာမိဆန္ဒနိဝရဏကိုစိတ်ထဲမှာဖယ်ရှားပြည့်နိုင်သောအခါအကျွေးကင်းသူကဲ့သို့ဝမ်းသာမှုမျိုးခံစားရပါမည်ရပြီလေမယ်နော်အဲ့တော့ကာမိဆန္ဒဒီဘာနဲ့တူတယ်ဆိုတော့အကျွေးနဲ့တူတယ်တဲ့နော်အကျွေးနဲ့တူတဲ့ခါကျတော့အကျွေးယူထားတဲ့ပုံပုံဆိုရင်ကိုအကျွေးပြန်ဆန်းနိုင်တဲ့ခါကျတော့အကျွေးစင်ကြည်နဲ့အောင်လုပ်ပေးရတယ်နော်မျက်နှာချိုးလေးတွေးရတယ်ကိုမှစိတ်မအေးရောက်ဘူးနော်စိတ်မအေးရတလူမျိုးပဲအဲ့ဒီကာမိဆန္ဒဆိုတဲ့လောဘကိုယ့်ရဲ့တဏ္ဍာမှာရှိနေပြီဆိုရင်တဲ့ကိုယ်စိတ်မှာလိုချင်မှုတွေဖြစ်လာပြီပေါ့နော်အဲ့လိုကာမိဆန္ဒလိုချင်တဲ့စိတ်ဖြစ်လာတဲ့ခါကျတော့အလိုမကျဘူးပေါ့နော်တခုခုဒီဟာလေးကိုမရသေး၍ကိုယ်မှာစိတ်မှာမတင်မကျလေးဖြစ်နေတယ်ဟုတ်တယ်နော်အဲ့တော့မတင်မကျဖြစ်ပြီးတော့အဲ့ဒီလောဘရဲ့အလိုလိုက်နေရတဲ့အတွက်လောဘကိုကအရှုံးပေးနေရတယ်နော်အများနဲ့ဒါကြောင့်မလို့အရာရာကိုအရှုံးပေးနေရတယ်တဲ့နော်လောဘအလိုကြလုပ်ပြီးတော့အဲ့လိုမျိုးလောဘရှုံးပေးနေရတာပေါ့နော်အရှုံးတွေပေးနေရဒါကြောင့်မို့လို့လုပ်ငန်းတကယ်လို့သာနော်လုပ်ငန်းတွေအောင်မြင်ပြီးတော့အကျွေးတွေကိုဆန့်နိုင်တယ်ဆိုရင်အကျွေးမရှိတော့တဲ့သူဟာဆိုရင်လက်မထောင်ပြီးတော့ကိုယ့်ကိုရဲရဲဝံ့နေနိုင်တယ်လို့မျိုးပဲကာမိဆန္ဒနိဝရဏကိုကစိတ်ရနေပြီးတော့ဖယ်ရှားပြစ်နိုင်ပြီဆိုရင်အကျွေးကင်းတဲ့သူလိုပဲနော်မလိုချင်တဲ့အခါချမ်းသာတယ်လို့ပြောတယ်မလားလိုချင်လေးဆင်းရဲလေးဟုတ်တယ်နော်လိုချင်လေးဆင်းရဲလေးတခုလိုချင်စိတ်ထဲမှာပြင်မှာပစ္စည်းတခုကိုစိတ်ရလိုချင်နေတယ်ဆိုရင်မတင်မကြကြီးနဲ့ခံစားရတာဒီနေ့ဖို့မကောင်းဘူးမဝယ်သေးသေးဒီဟာကြီးကတနှုံနှုံနဲ့ရင်ထဲမှာဖြစ်နေတာအကျွေးဖြစ်နေတာနော်အဲ့လိုမျိုးပဲပေါ့နော်တကယ်လို့ကိုကရည်တိပြတ်စိုးလိုက်ပြီးတော့ဒါမလို့တော့ဘူးအဲ့မျိုးလုံးလိုက်ကြည့်ပါလားစိတ်ထဲမှာပေါ့ပါပြီးတော့ဖြစ်သွားတယ်နော်အဲ့လိုမျိုးပေါ့နော်ဒါဥပမာပေးထားတာအကျွေးနဲ့တူတယ်တဲ့ဒါကာမိဆန္ဒနော်ကာမိဆန္ဒအကျွေးနဲ့တူတယ်ပြီးတော့ဖယ်ရှားမယ်ဖယ်ရှားနည်းလေးကိုတခါကြီးဥစိုးတစ်လွင်တခါကြီးဖတ်ပါဦးဖယ်ရှားနည်းဖယ်ရှားနည်းကနံပါတ်1ကအတုပနမိတ်ယူရမယ်နှစ်ကအတုပဘာဝနာပွားများရမယ်သုံးကအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဟုတ်တယ်လေးကအစာအာဟာရနဲ့ပတ်သက်၍အတိုင်းအရှည်သိရမယ်ငါးကမိတ်ဆွေကောင်းရှိရမယ်6ကတင့်လျော်သောတရားစကားနာကြားရမယ်ဟုတ်ပြီအဲ့တော့ဒါဖယ်ဒီကာမိဆန္ဒဆိုရယ်လောဘကုသဏ္ဍာန်ကိုရောက်လာပြီဆိုရင်ဖယ်ရှားနည်းကကြတော့နော်သိစီသိမဲ့နော်သိစီပုံမှာလူချင်တဲ့စိတ်ဖြစ်မဲ့ဆိုရင်ဒါအတုပနမိတ်ကိုယူပါမတိတဲ့သဘောယူခိုင်းတာနော်အတုပနမိတ်ယူပါတကယ်လို့သိမဲ့ဒီမှာတော့သိစီတွေ့ပဲပြောထားသလိုဖြစ်တာပေါ့နော်သိမဲ့ပုံမှာသိစီဥစ္စာနဲ့ပတ်သက်ပြီးလူချင်တဲ့စိတ်ဖြစ်မဲ့ဆိုရင်မလုပ်ရမလဲဆိုရင်ခဏလေးပဲသုံးရတာမမြဲပါဘူးဟုတ်တယ်နော်အဲ့လိုမျိုးမှတ်ထားအဲ့လိုမျိုးသာရှင်းလိုက်မယ်ဆိုရင်ဒါသိမဲ့ပုံမှာလူချင်တဲ့လောဘသည်ငြိမ့်သွားလိမ့်မယ်ပေါ့နော်ဒါဒီမှာတော့ဖယ်ရှားနေမှာကျတော့အတုပနမိတ်ကိုယူပါအတုပဘာဝနာကိုပွားပါပြီးရင်အိဒရီကိုထိတ်သိမ်းစောက်ရှောက်ပါနော်လူချင်တယ်ဆိုတာကကိုအိဒီမရှိလို့အိဒီမထိတ်ပဲနဲ့ဟိုကြီးဒီကြီးတောင်ကြီးမြောက်ကြီးနဲ့အဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့တွေးစရာတွေးသမျှမြင်သမျှကြားသမျှတွေပုံမှာလိုက်ပြီးတော့အာယုတွေကိုလိုက်ခံစားနေတဲ့ခါကျတော့လူချင်စိတ်တွေဖြစ်လာတာပေါ့နော်။ဒါကြောင့်မို့လို့အိဒီကိုထိတ်ရမယ်နော်။အိဒီကိုထိတ်ရမယ်အိဒီသူဂုတ်တာဒွါရာပြီးတော့အစအာဟာရနဲ့ပတ်သက်၍အတိုင်းရှိကိုသိရမယ်။နော်ဘောဇနေမတ်တေညုတာပေါ့နော်။ပြီးတဲ့အခါကျတော့ဗာလဲမိတ်ဆွေကောင်းရှိရမယ်နော်။မိတ်ဆွေကောင်းရှိရမယ်ပြီးတော့တိတ်တော်တော်တရားကိုနာကြားရမယ်ပေါ့။ဒါကြောင့်ဒါဒီဖယ်ရှားနည်း6မျိုးနော်။ဖယ်ရှားနည်း6မျိုးဥစ္စာကလွယ်အောင်ပေါ့နော်ကိုယ့်ကိုယ်တော့လွယ်တယ်ထင်တာပဲဒီလိုမျိုးမှတ်ထားလိုက်တယ်ဒီကကာမိဆန္ဒအကျွေးနဲ့တူတာအာတုပနမိတ်ဘာဝနာပွားပါနော်ပြီးရင်အိဒရီထိတ်အတိုက်ရှိတိပါမိတ်ဆွေကောင်းတရားကောင်းနာကြပါဆိုတဲ့အဲ့လိုမှတ်ထားတာကာမိဆန္ဒဒီအကျွေးနဲ့တူတယ်နောက်ထပ်၄မျိုးမှတ်အောင်ပါဆိုတော့ဥစ္စာဒီမှာကိုယ့်ကိုယ်ဆောင်ဖို့လေးလှုပ်ထားလိုက်တာကာမိဆန္ဒအကျွေးနဲ့တူတာနော်ဒါအကျွေးနဲ့တူတယ်ဆိုတော့တစ်ချက်ပြီးထားလိုက်မယ်ပြီးတဲ့အခါဘာလို့ရမလဲဖယ်ရှားနည်းအဖြစ်ဆိုရင်အတုပနမိတ်ကိုယူရမယ်ပြီးရင်အတုပဘာဝနာကိုပွားရမယ်နှစ်ချက်အတုပနမိတ်အတုပဘာဝနာနှစ်ခုနော်အတုပနမိတ်ကိုယူမယ်အတုပဘာဝနာကိုပွားမယ်ပြီးတဲ့အခါအိဒရီထိတ်နော်အိဒရီထိတ်လေးဆောက်ထားရမယ်နံပါတ်3နံပါတ်4ကအတိုင်းစီတီးပါဆိုဘာကိုတိုင်းစီတီးရမယ်အစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းစီတီးရမယ်နော်အိဒရီထိတ်တိုင်းစီတီးပါမိတ်ဆွေကောင်းဆွေကောင်းစီးရမယ်ပေါ့နော်
မိတ်ဆွေကောင်းတရားကောင်းနာကြားပါဆိုသိပြီးတော့တရားကိုနာကြားရပါမယ်ဒါဒီကာမိဆန္ဒနိဗ္ဗာန်ကိုဖယ်ရှားနီးနော်နီးလဲတည်သွားမယ်သူ့ရဲ့ဥပမာဘာနဲ့တူတာလဲဆိုတာလဲတည်သွားမယ်ပေါ့နော်ဒါစာဘိုးလေးကိုရအောင်ကြည့်ထားလိုက်နော်ကာမိဆန္ဒကျွင်းနေတူတာအတုပနမိတ်ဘောင်းနာပွားပါအဲ့ဒီထဲတိုက်စစ်ပြီးပါမိတ်ဆွေကောင်းတရားကောင်းနာကြားပါအဲ့ဒါနော်ဒါဆိုဒီကာမိဆန္ဒနဲ့ပတ်သက်ပြီးတော့ရလောက်မယ်ပေါ့နော်အဲ့ဒါဆိုဦးဇင်းတရားဆက်သွားလိုက်မယ်နော်နောက်တစ်ခုနော်ဒါကြောင့်ကာမိဆန္ဒဖယ်ရှားပြီးတော့ဗျာပါဒနိဝရဏကိုဖတ်ပါဦးမအေတကြံမိုးဘာနဲ့တူတာလဲဗျာပါဒနိဝရဏဆိုတာဗျာပါဒနိဝရဏယောဂနဲ့တူပါတယ်ယောဂဖြစ်ရင်ဒီမကောင်းတော့သူဒီစိတ်ထဲနိုင်မပြောအစာလည်းမစားခြင်းစားရင်လည်းအရသာမရှိတဲ့ကဲ့သို့ဗျာပါဒဒေါသဖြစ်နေပြီးဒီစိတ်မသက်တာမချမ်းသာအစာလည်းမစားခြင်းစားနေရင်လည်းအရသာမရှိဖြစ်နေရတယ်စိတ်ယောဂပြောင်းရကျမ်းမာလာတော့ယောဂပြောင်းရကျမ်းမာလာတော့စိတ်လည်းချမ်းသာအစာလည်းစားခြင်းစားရင်လည်းအရသာရှိတဲ့ကဲ့သို့ဗျာပါဒနိဝရဏကိုဖယ်ရှားပြနိုင်တော့အခါယောဂကင်းကျမ်းမာတော့ဒီကဲ့သို့ချမ်းသာမှုကိုရရှိမှုဖြစ်ပြီးထို့ကြောင့်ဗျာပါဒနိဝရဏဒေါသတရားကိုဖယ်ရှားနိုင်အောင်ကြိုးစားရပါမည်ရပြီနော်ဗျာပါဒနိဝရဏဘာနဲ့တူတယ်ဆိုရင်ယောဂနဲ့တူတယ်ယောဂကိုယ်စိတ်တဲ့ကိုယ့်ရဲ့နော်ခန္ဓာကိုယ်မှာဖြစ်လာပြီဆိုရင်နော်နေမကောင်းတဲ့အစာတွေမစားကြတော့ဘူးစိတ်တွေလည်းမပျော်တော့ဘူးနော်စိတ်ထောင်းတော့ကိုကြည်စိတ်ပြိုတော့ကိုနှုဆိုတော့နော်ပြီးရင်ယောဂကြောင့်လည်းကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ရောပန်းတာပေါ့နော်ပင်ပန်းနေမပျော်ဘူးအစားတောက်လည်းမစားချင်ဘူးနော်အဲ့တော့စားရင်လည်းပဲအရသာမရှိဘူးပေါ့နော်အဲ့လိုမျိုးပဲဗျာပါဒဆိုတဲ့ဒေါသကိုယ်စိတ်ထဲမှာဝင်လာပြီဆိုရင်စိတ်ကမချမ်းသာတော့ဘူးနော်သူဒီစိတ်နဲ့စိတ်မသာတွေဖြစ်တယ်ပေါ့နော်ဒေါသဆိုတဲ့ကစိတ်ပန်းတော့ဟိုပါပေါ့နော်ပူလောင်လာပြီလေစိတ်ဒီမပျော်စင်တော့ဘူးအသိမသာတော့ဘူးပြီးရင်မချမ်းသာဘူးအစာလည်းမစားချင်တော့ဘူးဒေါသထွက်ရင်ငါမစားဘူးနေကနေစားလိုက်ကြဟုတ်တယ်မလားဒေါသထွက်တဲ့သူထမင်းကြည့်အောင်မစားဘူးသူကအဲ့လိုမျိုးစားရင်လည်းပဲအရသာမရှိတော့ဘူးစိတ်ထဲကနေပြီးတော့ဒေါသကြီးကတအားထွင်နေတဲ့ခါကျတော့ထမင်းစားနော်လူအမုတ်ကြိတ်ချင်တယ်လို့သူကစိတ်ထဲမှာဒေါသကြီးတအားထောင်းနဲ့ထနေတဲ့ခါကျတော့နော်အဲ့တော့သူကဘာဖြစ်လဲအစာလည်းစားလို့မကောင်းတော့ဘူးစားလို့လည်းမဝေတော့ဘူးပေါ့နော်ဒါဒေါသရှိတဲ့သူကအဲ့လိုဖြစ်တယ်ဒါကြောင့်မလို့ယောဂရှိတဲ့သူဒီစိတ်မချမ်းသာမပျော်ရွှင်ရတယ်လို့မျိုးအစာလည်းမစားကြတယ်လို့မျိုးရတာမရှိလို့မျိုးဒေါသဆိုတဲ့ဗျာပါဒကိုယ့်ရဲ့စတန်တန်မှာအဲ့ဒီနိဝရဏဝင်လာပြီဆိုရင်လည်းပဲဒီယောဂတဲ့တူတယ်ပေါ့လေနော်ဒါဆိုရင်ယောဂပျောက်ပြီးတော့ကျမ်းမာလာတဲ့သူကစိတ်လည်းချမ်းသာမယ်နော်အစာလည်းစားချင်လာမယ်စားရင်လည်းအရသာရှိတယ်ကျမ်းမာတဲ့သူကလေဟုတ်တယ်နော်အဲ့လိုမျိုးပဲဗျာပါဒနိဝရဏကင်းသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုနော်ကျမ်းမာတဲ့သူရဲ့တို့နော်ဒါကိုကျမ်းမာစိတ်ချမ်းသာပေါ့နော်အလုံးဆင်ပြေတယ်ပေါ့နော်ချမ်းသာမှုကိုရရှိမယ်ပေါ့နော်ဒါကြောင့်မို့လို့ဗျာပါဒနိဝရဏဆိုတာဖယ်ရှားပြနိုင်အောင်ကြိုးစားရမယ်ပေါ့နော်အဲ့ဒီဗျာပါဒနိဝရဏတရားကိုဒါဆိုရင်ဗျာပါဒနိဝရဏဘာနဲ့တူလဲယောဂနဲ့တူတယ်ပေါ့အဲ့ဗျာပါဒဆိုတဲ့ဒေါသကိုဘာနဲ့ဖယ်ရှားမလဲဖယ်ရှားနည်းလေးကိုကဲမဧကရိဖတ်ပါဦးတင်ပါဗျဖယ်ရှားနည်းနံပါတ်1မေတ္တာနမိတ်ယူရမည်နံပါတ်2မေတ္တာဘာဝနာပွားများရမည်နံပါတ်3မေတ္တာ၏အကျိုးဒေါသ၏အပြစ်ကိုစင်ကြင်စဉ်းစားရမည်နံပါတ်4ဒေါသဖြစ်ရင်တန်တာလင်ကိုယ်ပိုင်ရှိသူကိုဆိုတော့သဘောစင်ကြင်စဉ်းစားရမည်နံပါတ်5မိတ်ဆွေကောင်းရှိရမည်နံပါတ်6သင်တော်တော်တရားစကားနာကြားရပါမည်ခင်ဗျဟုတ်ပြီအဲ့တော့ဒေါသကိုဟိုအစိမှလည်းပါပြီးသားပဲเนาะဒီဗာလဲဘောကီဝရွှေ့ချယ်အမိလန်းနေမှာဆိုရင်ဒေါသဒီမေတ္တာရဲ့ဆန့်ကျင်တဲ့เนาะအဒေါသပေါ့ဒါဆိုတော့မေတ္တာနဲ့မိတ်ကိုယူပါမေတ္တာဘာဝနာကိုပွားပါပြီးတဲ့အခါမေတ္တာရဲ့အကျိုးတရားเนาะမေတ္တာအကျိုး7မျိုးရနိုင်တယ်ဒေါသမှာဆိုရင်ဒါဒေါသထွက်လာတဲ့အခါကျရင်မကောင်းတဲ့အပြစ်တွေလုပ်မိမယ်နောက်ဆုံးပြီးရင်လည်းငရဲအထိရောက်နိုင်တယ်ဆိုတဲ့အပြစ်တွေပေါ့နော်အဲ့ဒါလေးရှင်းကျင်ရမယ်ပြီးတဲ့အခါဒေါသဖြစ်လာလေကံတာလေကိုပဲဥစ္စာရှိတယ်ဆိုတာကိုလည်းပဲရှင်းကျင်ရမယ်ငါဒေါသလေးရလုံးမိတယ်ဆိုရင်ဒါဒီ
မကောင်းမှုလုံးမိမယ်ဆိုရင်အဲ့ဒီကံကိုအကျိုးဆင့်ကိုကိုယ်ပဲခံရမှာဟုတ်တယ်နော်ဒါကြောင့်မလို့ဒေါသဖြစ်လာပြီဆိုရင်ကံရဲ့အကျိုးနော်ကံတာနေကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာကိုလည်းပဲဆင်ခြင်ပါတဲ့ပြီးရင်မိကောင်းဆွေကောင်းစီရမယ်သိလျော်သောတရားကိုနာကြားရမယ်နော်ဒါဒီဖယ်ရှားနီးဗျာပါဒနိဝရဏကိုဖယ်ရှားနီးနော်6နီးပဲနော်ဖယ်ရှားနီး6ချက်အဲ့တော့ဒီမှာလဲဆောင်ပုဒ်လေးလုပ်ပေးထားတယ်ဗျာပါဒဗျာပါဒယောဂနဲ့တူတာမေတ္တာနမိတ်ဘာဝနာပွားပါခုနကြတော့လောဘနော်ကာမိဆန္ဒဘာနဲ့တူတယ်အကျွေးနဲ့တူတာအာတုဘနမိတ်အာတုဘနမိတ်ဘာဝနာပွားပါအာတုဘနမိတ်ဘာဝနာပွားပါခုနကြတော့အခုကြတော့မေတ္တာနမိတ်ဘာဝနာပွားပါပြီးတော့မေတ္တာကျိုးမေတ္တာရဲ့အကျိုးနော်ဒေါသရဲ့အပြည့်မေတ္တာကျိုးဒေါသအကျိုးပြီးတဲ့ခါကျရင်သဘောတွေးဆိုတာကကံတာလီကိုယ်ပိုင်ဥစ္စာကိုယ်ပိုင်ရှိတယ်ဆိုတဲ့သဘောကိုတွေးချဟိုပါပေါ့ဆင်ခြင်စဉ်းစားပါလို့ပြောတာနော်သဘောတွေးစဉ်းစားဆင်ခြင်ပါဟုတ်ပြီနော်မေတ္တာကျိုးပြည့်သဘောတွေးစဉ်းစားဆင်ခြင်ပါဥစ္စာနှစ်ခုပေါင်းရေးထားတယ်နော်မေတ္တာကျိုးဒေါသပြည့်ကိုဆင်ခြင်ရမယ်ပြီးရင်ကံတန်လေးကိုယ်ပိုင်ဥစ္စာရှိတယ်ကိုယ်ပိုင်ရှိတယ်ဆိုတဲ့သဘောကိုစဉ်းစားဆင်ခြင်ရမယ်နော်နောက်နံပါတ်5ကကြတော့မိတ်ဆွေကောင်နံပါတ်6ကတရားကောင်းနာကြပါတိလို့တော့တရားပေါ့နော်တရားကောင်းဆိုတာဟုတ်ပြီဒေါသဆိုရင်ဒေါသပယ်ဖို့အတွက်မေတ္တာနဲ့ပတ်သက်တဲ့တရားတွေနားမှာပေါ့ဟုတ်တယ်နော်အဲ့ဒါကြောင့်မို့လို့ကဲဒါလေးတစ်ခါဆိုကြအောင်ဗျာပါဒယောဂနဲ့တူတာဘာသာယောဂနဲ့တူတာမေတ္တာ နမိတ်ဘာဝနာပွားပါမေတ္တာကျိုးဒေါသပြည့်သဘောတွေ့စဉ်းစားဆင်ခြင်ပါမိတ်ဆွေကောင်တရားကောင်းကြားပါဟုတ်ပြီအဲ့ဒါဆိုရင်ဒါဒီဗျာပါဒနိဝရဏဒီဘယ်အရာနဲ့တူပါသနည်း၎င်းတရားကိုဖယ်ရှားဖို့အတွက်ညီလန်းများကိုလည်းရေးသားပေးပါဆိုရင်ဒါကိုရေးရုံပဲเนาะယောဂနဲ့တူတယ်ဘာညာပေါ့အဲ့ဒါလေးယောဂဒါသူ့ရဲ့တူပုံချင်းရာတွေကိုရေးပေးမယ်ပြီးရခါဖယ်ရှားနည်းတွေကိုရေးပေးမယ်เนาะဒါဆိုရင်နှစ်ခုပြီးသွားပြီเนาะနံပါတ်1ကပါလဲကာမိဆန္ဒနိဝရဏအကျွေးနဲ့တူတဲ့အကြောင်းနံပါတ်2ကကြတော့ဗျာပါဒနိဝရဏဗျာပါဒဝိရဒနာယောဂနဲ့တူတယ်ဆိုတဲ့အကြောင်းယောဂနဲ့တူတယ်ဟုတ်ပြီပြီးတော့နံပါတ်3ချိနာမိတ်္ဇနိဝရဏချိနာမိတ်္ဇနိဝရဏဆိုတာဘာနဲ့တူတယ်ဆိုတာကိုကဲနောက်ထပ်တစ်ယောက်ဘယ်သူရှိသေးမဆွေစဉ်တင်မဖေဟိုလိုင်းအစမပြေလို့ယူတော့မဖွင့်တော့အတန်ဖိုင်မဲ့ဖွင့်နေဖေရတယ်ထိနာမိတ်နိဝရဏဥပမာအချုပ်ထောင်နဲ့တူသည်နံပါတ်1ထောင်ကျနေသူသည်မြည်သည့်ပွဲလန်းတပင်ရှိပါဝင်ခွင့်မရသလိုထိနာမိတ်လွှမ်းမိုးပြီးအိတ်ချင်ငိုင်မြင်းနေသူသည်တရားနာခွင့်မရပဲတရားအရသာဓမ္မပီတိမှလွတ်သွားနိုင်သည်ရပြီအခြေရမရှိတော့လို့ဥစဉ်ကျန်တဲ့အားတွေပြီးမှเนาะခဏနားအောင်မယ်ပေါ့เนาะဒါမဲ့နောက်7မိနစ်ကြာမှပြန်ဝင်ကြအောင်เนาะပြီးမှပြန်ဖတ်ကြအောင်မဖေချိန်ပြီးသွားလို့တင်ပါဗျာ